တော်ဆဆူကြီးရဲ့တာအရစ်ကလေသူ့အမေနဲ့တွေ့ချင်ပါတယ်ဆိုမှဒီပုံလေးတင်ထားတာကိုတွေ့တော့ရင်ထဲမှာစုကနေဖြစ်သွားတာပေါ့မခံစားနိုင်ဘူးတိမလားကိုကတော့တာသမီမရှိဘူးဆိုမဲ့ဒီမှာငါတူလေးចောင်းတက်တာဟုတ်တယ်ဖြစ်နိုင်လို့ရှိရင်ငါចောင်းတော့မထားချင်တာငါရှိမှမက်ဆီတော့တောက်ကြည့်ချင်တာပေါ့တိမလားဟောသူကလေးလက်ပွန်းသွားမလားသူဆိုလို့ရှိရင်တခုခုများထိရှာသွားမလားဆိုရတိမလားအခုကသူ့အမေနဲ့သူ့တာသမီတိမလားဒီအပူကလေတခြားဘာအပူနဲ့မှမတူတာဟုတ်တယ်နော်မိဘတွေတိပါတယ်တာသမီရှိတဲ့သူတွေတိမှာပါတိတယ်မလားငါတော့မတလောက်ခံစားပေးတယ်လို့ရှိရင်တို့ပိုတော့တိမှာပေါ့လေဒါပေမဲ့ဒရောင်းစားမရအောင်လည်းကသူတို့အာနာတီမြေဖို့ဆိုလို့ရှိရင်တိမလားသူများတာသမီကိုခွဲဖို့ဆိုလေသူတို့ကြောက်ဝမလေးပါဘူး is okay ပဲသူတို့တာသမီကြတော့မလဲရွှေပလီမှာတင်ထားပေးမှာတိမလားနိုင်ငံခြားမှာအထူး VIP နဲ့ចောင်းသွားတက်ခိုင်းပြလို့ရှိရင်မြန်ပြမှာလောက်ဝကြီးအုတ်ခိုင်းနော်ဒီလိုအာနာတွေအကုန်လုံးကိုသူတို့ဘူးစင်ပါဆက်ခံရမှာအမွေလိုပဲသဘောထားတာလေနော်ဒေါ်ဆန်းစုကြည်သူ့ရဲ့ဗာလေပညာတွေသူ့ရဲ့နိုင်ငံတကာပေးတဲ့ certificate အကုန်လုံးခောက်ထားပေးဖေးထားလိုက်အောင်သူလေမိမတယောက်ပဲလေတိမလားလူထက်ကလူခံစားချက်ရှိတဲ့လူသားတယောက်ပဲလေငိုကြွေးမှာပေါ့တိမလားဘယ်သူမှမမြင်နိုင်တဲ့အခန်းတောက်တနေရတယ်သူမျက်ရည်တွေစီးချနေမှာပေါ့လေသူလည်းအသွေးသားပဲလေတိမလားအေးနော်သူ့သား Eris ကလေသူ့ယောက်ျားလေနော်ဒေါ်ဆဆုချွန်နေအခြေချုပ်တော့မှမတွေ့ပဲတိတ်သွားတာပဲလေအခုသူ့သားလေအဲ့လိုဖြစ်သွားမှဆိုလို့ဖြစ်နိုင်တော့ဆုံးတစ်ခေါက်နေနဲ့ပေးတွေ့ပါလို့ပြောတာလေဖြစ်နိုင်တာပေါ့တိမလားသူ့အမေဘေးကြီးကိုတိတစိမ့်မမဟုတ်တာကြီးကိုငါတို့ပေးမတွေ့ဘူးတမအရှင်းနေတွေကိုပေးမတွေ့ဆိုတာသူ့သားကိုလေပေးတွေ့လိုက်ပါနားလေမလားအေးကိုချင်းစာပြန်နေထားပေးကြည့်ပါဦးညီတို့အိမ်အိုးခမ်းမှာတည်တဲ့နှုတ်ဖျားရှင်းပါလေအိုးဖျားတခင်ကျွန်တော်ဘာမှအပြစ်မလုပ်ပါဘူးเนาะကျွန်တော်မင်းအောင်လည်းဘာမှအပြစ်မလုပ်ပါဘူးတော်ဆန်းစုကြရွှေခွန်းပိတ်လာခိုးလို့ဒီလိုလုတ်ခရတာပါလို့ပြောရေးကြလိုက်တို့လေပြောရဲပြောတတ်လာတို့သိမလားအေးလက်ပြရောလုံကြလာလို့အဲ့လိုမင်းချင်တာလေเนาะတူတာ Eris ကလည်းကိုရှင်မမဟုတ်တာကြီးကိုเนาะပေးတွေ့ပါပြောမယ်သိမလားနိုင်ငံတကာကိုကိုညီပေးပါတလားပဲလုတ်တတ်မှာပေါ့တလားပဲပြောတတ်မှာပေါ့သိမလားတကုန်းရှင်အုံဖွားဒါမှမလုပ်လို့ရတာကြီးကိုနားလည်မလားဘာလို့တလားတော့မှရက်ဆက်ကြလေသူများသားသမီးတွေပေါ်မှာနော်အေးဒေါန်ဆဆုချီကသူ့ရဲ့သူ့ဖေဖေတီတောင်းရတဲ့တမတော်ဆိုတဲ့စိတ်နဲ့နှုတ်ကို ICC ကျင်းမှာကေပေးခဲ့တာပဲလေကျေးဇူးရှင်ကိုမစော်ကားရဘူးနော်တလုံးစားဖို့တိုးကျေးဇူးမမေ့ရဆိုတဲ့ခေါင်းစဉ်ကိုညီတို့ပတ်ဆက်ဖျားမှာတာညီတို့ရွတ်နေကြတာတကယ်နှလုံးသားပဲညီတို့မှမရှိကြဘူးနားလည်မလားအဲ့လိုပြောချင်တာပဲလေသူ့ရဲ့မိမပီတူအတွက်ဆိုလို့ရှိရင်နော်သူအနည်းနဲ့ခံပါတယ်နော်သူ့ရဲ့ Nobel ဆိုတဲ့ယူသွားသိမ်းသွားသိမလားသူ့ရဲ့ဂုံတိတ်ကောင်ချမှဆိုလို့ရှင်လှုပ်လိုက်သူ့ရဲ့မိသားစုတွေသူလေးပေးခဲ့တာပဲလေညီတို့တော့ပေးဆက်နိုင်လို့လားနော်အဲ့လိုပြောငါအမေစုစီရတယ်အများကြီးတောင်ဝေကရမိလားပေါ့သိမလားအများကြီးအတူယူမိတယ်အရာဒီနေရာမှာအမေစုဆိုဘယ်လိုဖြေရှင်းမှလဲဆိုတဲ့ပြဿနာတိုင်းကိုသိမလားအဲ့လိုခေါင်းစဉ်တက်ပေးမှလေအမေစုနဲ့နိုင်ရှင်ပြီးမှကိုကအကောင်းဆုံးစိတ်အေးလေးအေးနေသိမလားကြော်လွှမ်းနိုင်ဖို့ကိုတက်ခွန်အားနဲ့အများရှိသွားတာပေါ့သိမလားအေးပညာတတ်တယ်ဆိုတာဘာလဲလို့နောက်ဆုံးကိုကအများနဲ့မေးမိပါတယ်နော်မတက်ခန့်လို့ပေါ်တီကလာရောင်းလို့မကောနဲ့ဘိုးလည်းမတယ်တလစွတ်ထိုင်ယူပြတ်လာတော့ပညာတတ်တယ်လို့ပြောတာလားနားတယ်မလားနိုင်ငံခြားမှာငါဂျပန်ခေတ်တဲ့နေလာလေးသူနော်အတူပြည့်တယ်ဝပြခင်မိတဲ့အဆင့်တန်းရှိတယ်ဒါတွေမဟုတ်ပါဘူးလို့နားတယ်မလားတကယ်ပညာတတ်တယ်ဘွေးရတယ်ဆိုတာပေါ့နော်လက်မှတ်လို့ဆိုတာလူလုတ်ပြီးပေးတာလေဒေါန်ဆဆုချီကအဲ့ဒါတွေကအတိကမကြဘူးလို့သိမလားအတိကလူစိတ်နဲ့ကိုကျင့်တင်လာဖို့သိမလားဒီလောကကြီးကလည်းပြပါမထွက်သွားခင်မှာနော်တေချင်းတရားဆိုတာအမြဲတမ်းမဟုတ်နော်တေချင်းတရားဆိုလက်တကမ်းမှာပဲဟိုအိမ်တော့ဂျိုခိုးမှာငါနဲ့ချင်းကောင်နဲ့တရားအတူလောက်တာသူကလည်းငါ့ကိုအရန်သဘောကောင်းတာနော်အလုပ်သွားမယ်ဆိုလို့ရှိရင်တော့ဘတ်နဲ့သွားရတာလေအဲ့တော့အမြဲတမ်းငါ့ကိုမှထိုင်ခေါ်အမြဲတမ်းဖေပေးတာတနေရာအမြဲတမ်းခြံထားပေးတာပေါ့သိမလားနောက်ဆုံးတော့ဟိုဘက်ဆောင်မနေရဆိုတော့အဲ့နေနဲ့တန်တေသွားတာပေါ့သိမလားမင်းညပဲဟီလီဟာလာဖြစ်သွားတာဒီနေ့ဆုံးသွားဆိုတော့ငါဘလောက်လေးခံစားမယ်ငါပေါ့တလားကောင်းခဲ့လူတယောက်လေနော်ဘလို့မှမခံစားနိုင်ဘူးငါလေအဲ့ဒီကတိုင်းငါတော်တော်လေးတန်ဝင်ခဲ့ရသွားတာအိုတေချင်းတရားဆိုတာသိမလားနော်မနှက်ပြန်လည်းဖြစ်နိုင်ခဏလည်းဖြစ်နိုင်တယ်သိမလားအေးတသက်ချက်ပြောရမှာအင်မတန်ခက်ပါတယ်လောကကြီးမှာအမြဲတမ်းလုံချလို့ဆိုတာမရှိပါဘူးလို့နော်အေးအခုဒေါ်ဆဆုချီတို့ကြောင့်ပြောချင်တာပါနားလည်မလားအထက်ကမထွက်သွားခင်မှာငါတို့ဘလောက်ပေးနိုင်မှာလဲလောကကြီးမှာနော်စိတ်ရင်းနဲ့ငါတို့ဘလောက်ကူညီပေးနိုင်မှာလဲဒါပဲအထက်ကကြတာပါဘွေးရမှာနိုဘယ်ဆုတွေဘာဆုလဲဆိုတာသိမလားဒါတတကန်တာပေါ့လေသိမလားအထက်ကကိုယ့်ရဲ့စိတ်ပညာတတ်တယ်ဆိုတာလေကိုချင်းစာတရားများများရှိတဲ့သူအကျဉ်းတရားများများရှိတဲ့သူနှိမ်ချတဲ့သူပေါ့သိမလားအခုကတော့မှအရန်ဘဝမြင့်နေအခုကတော့မနေဆွေးချထားရတာပေါ့သိမလားဒေါ်ဆဆုတာဘတ်ခုလောက်ရချလို့ရှိရင်အတောင်ပါတက်ပြီးမှမိုးပေါ်တော့ပြန်မလားမသိဘူးကိုမေးမိတာပေါ့သိမလားအေးနော်တကယ်ပညာတတ်တဲ့အဆင့်တန်းရှိတယ်ဆိုတာအဲ့ဒါပဲနောက်ဆုံးတော့လေနော်ငါတို့မြတ်ပြလူတွေကမိမတွေကလေအမတူပြက်တယ်ဝမတိတော့မတိလို့ကကြတဲ့ဖင်ပေါ်ရင်ပေါ်နှုတ်ပေါ်သိမလားဒါကအောက်တန်းကြလို့ပြောတာဟုတ်ဒီနော်နိုင်ငံခြားမှာအဆင့်တန်းမြင့်တယ်မဟုတ်နော်ဒါသိမလားအေးဟောနော်ဗျာနိုင်ငံမှာဒီလိုနေကြပဲပါညာဆိုမှလေလက်တပိပဲနေကြတာတိမလားဒီမှာအဆင့်တန်းမြင့်တယ်ပညာတတ်တယ်တိမလားအဆင့်တန်းရှိတယ်ဆိုတာလေဟိုတန်းစီတယ်စင်ကရှိတယ်နော်ကိုချင်းစာတရားရှိတယ်ဟိုလူကြီးတူမကိုလေးစားတတ်တယ်ကျေးဇူးတရားရှိတယ်သူတိမလားအေးညညာပေးတဲ့သူဟိုတူတာတော့ပါစေတော့ဒါလောက်လိုက်ငါအနည်းနဲ့ခံပေးလိုက်မယ်ဒါမျိုးမှာအဆင့်တန်းရှိတယ်ပညာတတ်တယ်လို့ခေါ်တာနောက်ဆုံးအနည်းချုပ်ကအဲ့ဒါပဲနော်မတတ်ခါလို့ဆောက်ရှက်မရှိတိမလားဟောငါစင်ကာပူကဘာဘွဲရခဲ့ပါတယ်အမေရိကန်အောက်စဖို့ဘာညာအဲ့ဒါပညာတတ်တယ်မဟုတ်အဲ့ဒါမ
ဘာလဲမပြည့်တဲ့ over bound ပြီးခက်ဆိုအဲ့ဒါပဲအစံမရှိတဲ့စပါးထောင်ဖြစ်တယ်ဆိုနောက်ဆုံးတော့အဲ့ဒါပဲနော် Mark Zuckerberg ကတော့တထဲနော် billion trillion နဲ့ချမ်းသာတဲ့သူဒါပေမဲ့သူအပြင်သွားလို့ရှိရင်မစွတ်ကြပေါင်းပြီးတယ်တိမလားအေးစွတ်ကြောင်မှာခေါင်းလောင်းပေါင်းပြီးလေဘာလို့မသိဘူးဟိုက sport နေအကစားပေါင်းပြီးခုပြသွားတယ်နူးတွေ့တယ်မလားအေးအဲ့ဒါပဲလေတကယ်ပညာတတ်တဲ့အစင်တန်းရှိတယ်တကယ်အဲ့ဒါနောက်ဆုံးတော့အဲ့ဒါပဲနော်